ဘာနန်နေမှာကိုနွားပဲနဲ့ကောင်ရှိတော့ဒိုးပေါက်လေးရောဆို3ကောင်ရှိပါတယ်ဗျာဒိုးပေါက်လေးတောင်းတို့ပြီးတော့မှတ်မိအဲ့ဒီမှတ်မိတဲ့သဘောတရားကိုဘယ်ခန္ဓာလို့ခေါ်လဲပညာခန္ဓာလို့ခေါ်ပါတယ်ဗျာအဲ့မှာကြည့်လိုက်တဲ့အခါကျတော့တင်ညာကိုနှုတ်ထားမယ်ဆိုရင်မလာဘူးဆောင်လားဒီမဲ့ခွေးတွေမမြောင်အဲ့နာကတ်နေရကြတော့မစင်စားမိကြဘူးအဲ့ဒီမှတ်မိတဲ့သဘောတရားကိုတင်ညာခန္ဓာလို့ခေါ်တယ်ဘယ်ခန္ဓာလို့ခေါ်လဲပညာခန္ဓာလို့ခေါ်ပါတယ်ဗျာจิตตาနေမှာကိုနွားပဲနဲ့ကောင်ရှိတယ်နွားသားမီရောဆိုရင်4ကောင်ရှိပါတယ်ဗျာနွားသားမီရောဆိုရင်4ကောင်များလာပါလားနွားသားမီရော4ကောင်လို့ဘာကြောင့်ပြောနိုင်တာလဲမှတ်မိလို့ပါဗျာအဲ့ဒီမှတ်မိတဲ့သဘောတရားကိုဘယ်ခန္ဓာလို့ခေါ်တာလဲပညာခန္ဓာလို့ခေါ်ပါတယ်ဗျာဘာနန်နေမှာကိုနွားပဲနဲ့ကောင်ရှိနွားနဲ့ကောင်ရှိတယ်လို့ဆိုတာဘာနန်ငါတည်တာလားတင်ညာတည်တာလားမင်းတို့ချစ်တာပြောတော့ဘွားနာမင်းတို့ပဲတားလိုက်လို့မင်းတို့နေမှာဘယ်ပြန်လာမင်းတို့နေမှာနွားနှကောင်ရှိတယ်ဆိုတာဟုတ်တယ်ဒီကောက်ကောင်းတယ်တင်ရဲ့ခန္ဓာကိုနှုတ်ထားမယ်ဆိုရင်တင်ရဲ့ခန္ဓာကိုနှုတ်ထားမယ်မှတ်တည်နေတဲ့တင်ရဲ့ခန္ဓာလေးနှုတ်ထားမယ်ဆိုရင်မင်းတို့မရှိရှစ်တာမရှိခွာနာမရှိမှတ်ထားကြမင်းတို့ချစ်တာဖောလာမင်းတို့ချစ်တာဖောလာဆက်ရနော်မဆက်လိုက်ရပါကြီးဟုတ်အချားပြပြောမရလည်းငါတပြည့်တော့ပဲလားမှတ်မိတဲ့တင်ရဲ့ခန္ဓာလေးနှုတ်ထားရင်အဲ့ခါလေးပြုံးမနေမထနဲ့ခါလေးပြုံးမနေမထနဲ့နှုတ်လေးချီပြီးနှုတ်လေးချီတာပါချီပြီးချင်းတယောက်ချင်းအလုပ်ဟာမယ်နောက်လေးနည်းနည်းဆုပ်ပြီးတော့မှတော့ကိုသားလူခေါ်ရဲဒီလိုညရန်ကုန်ကဆရာတော်ကလိုက်ရတယ်လား။အော်ခုသူကလာတယ်လို့ပြောလိုက်ရတယ်ငါအလုပ်ရှုပ်နေလို့ကြွားတယ်။ဒါအော်ညညဆရာတော်ကလည်းဘုရားလည်းညညဆရာတော်ဟုတ်လား။ညညဆရာတော်ညညဆရာတော်ကဒါပြောလို့ကိုယ်လည်းအလုပ်ရှုပ်နေတယ်ဆရာတော်တွေကိုဘုရားလည်းပြောရအောင်။အနေနဲ့ပြောမယ်ကြီးတာရှိတယ်။တိုက်ခွဲရတော့အားလုံးကြောင်မနာမည်ဝင်လာက12ကြောင်းရှိတယ်။ကြောင်မနာမည်ဝင်မဲ့ဩဝါဒခံတွေကတော့အများကြီး။ကြောင်မဩဝါဒကြောင်မနာမည်။အိုးပြောမှအဲ့12ကြောင်းပဲရမှာပေါ့။အဲ့12ကြောင်းပဲပြောပါအဲ့12ကြောင်းကိုကြောင်မှတ်မှာပဲ6ကြောင်းပဲပြော။ကလေးဒါမှမဟုတ်ပြီးတော့နားလေးဘုံမကြီးပြောလာနေတဲ့အတန်ခုပြီးတော့အသက်မပါတယ်လို့ဖြစ်တယ်။နည်းနည်းလေးပြော။အတန်ခုပြီးတော့အသက်မပါ။တန်းလို့ကအားလုံးမှလည်းဖြစ်တယ်။ဘုရားတော်ကမှရှိတယ်။နည်းနည်းလေးအားရဒီမှာအားလို့ရင်နော်။ဆုံးလုံးခတ်တဲ့ဟာပါအောင်ပြောရမယ်။နေ့ညတရားပွဲပါအောင်ပြောမယ်။ပြီးတော့တရားတော်900ကျော်ရှိတဲ့အကြောင်းပြောရမယ်။တရားတော်ဖွဲ့ပေါ်900ကျော်ရှိတာ။အဲ့ဒါကိုမဲပေါက်တဲ့အကြောင်းပြောမယ်။ပြီးတော့ပြာလိုဘက်မှာနှစ်စဉ်နှစ်တိုင်းဒီသိန်း90ကျော်လောက်မဲပေါက်တာဗလာမပါပဲအဲ့ဒါပါအောင်ပြောရမယ်။ပြာလိုဘွဲကိုတော့ခုနရာပြေဘွဲရကိုကျွေးပြီးသားပြောပြီးတော့ပြာလိုဘွဲကိုကျွေးတာမပြောတော့နဲ့ထပ်နေမှာဆိုလို့ထပ်နေမှာဆိုလို့နော်။တော်တော်နေကြတော့အဲ့ဒီကျောင်းမနဲ့ဘာဇာယုံကိုကြည့်နေအောင်လို့ဒါလည်းနားဆိုတော့ဒီလာကကြတော့ဒီလာကကြစီကားလိုက်တော့ဟုတ်ပါတော့လေအဲ့မှာဆိုချင်းလေဒီမုတ်တွေရောအကျွေးမွေးတွေရောစိုးပြရတယ်ကျမတို့စားလို့စားကြတယ်ကြားဝဲမသိနေသူတို့ကလာတာတော့ဆိုတော့အိုးနဲ့လူကလည်းတိုးလို့လည်းမပေါက်ပါဘူးတရားတော်နေရာလည်းပေါင်းလိုက်တာရောက်တော့900ကျော်ဟုတ်တယ်ကြကြလာတော့ရပါပြီဗျာဟုတ်ကဲ့ပါလေဗျာတို့ကလိုက်ကိုမျိုးကလိုက်ဘုံနဲ့ကွယ်လိုက်ဒီနေတော့ဆိုပြဆိုင်ကလေးဖြတ်ခိုင်းတာလူလူဖြတ်ခိုင်းတာကွယ်ဘုံနဲ့မင်းအဲ့တိုင်းလိုက်တော့ဘုံနဲ့ကွယ်လေရပါပြီဒီဘက်ကိုဖြတ်လျှောက်လို့ရပါပြီဖြတ်ထွက်လိုက်ပါဒီလိုလိုက်ကွယ်တော့ဘုံလိုလိုက်ကွယ်တော့